မြန်မာတို့ရဲ့အသေးနှလုံးလို့တင်စားခေါ်ထားကြတဲ့ပကံမှာပြန်ပေးဆွဲတာတွေများလာနေလို့သတိပေးနေကြပါတယ်။ပကံဒေသမှာခီးသွားလာသူတွေကိုပြန်ပေးဆွဲတဲ့ဖြစ်ရပ်ဟာ10 ကြိမ်ထက်မနည်းရှိနေပြီးတော့အများစုငွေပေးပြီးပြန်လွတ်လာကြတာများပါတယ်။ဗျက်တာပန်းဆက်လန်းလို့နာမည်ကြီးတဲ့ပကံပုတ်ပါလမ်းပေါ်မှာဖြစ်တာများပြီးတော့အိမ်စီးကားနဲ့လာသူတွေအဖြစ်များတာလို့ဆိုပါတယ်။ငွေသိန်းထောင်ချီတောင်းခံပြီးငွေလွှဲရယူပြီးမှပြန်လွှတ်တယ်လို့ချင်းချောက်ခံရမှုတွေရှိနေတာကြောင့်ပြင်ပကိုထုတ်ပြောတာမရှိသလောက်နေပါတယ်။ဆိုတော့ပကံဟာအမြင်လှသလောက်အတွင်းမှာတော့ကြောက်စရာကောင်းတဲ့ပြန်ပေးဆွဲငွေညှစ်တဲ့ဖြစ်စဉ်တွေဟာနေဆက်ဒေတာထက်ဆိုးဝါးနေပါတယ်။ကဘာလှည့်ခီးသွားတွေနေပါပေမဲ့ပြည်တွင်းဖျားဖူးတွေအလာများတဲ့ပကံမှာ GLMS စနစ်နဲ့စစ်ဆေးစောင့်ကြည့်နေတာပါ။ဒီစနစ်ဟာဧည့်သည်ဘယ်နှဦးလာတယ်ဘယ်ကလာတယ်ဘယ်ဒေသမှာနေထိုင်သူစတဲ့ကိုရေးအချက်လက်တွေပါပါတယ်လက်တလောပကံမှာရန်ကုန်ကရှေ့နေလို့ပြောဆိုကြတဲ့လူအပါ3ဦးပျောက်ဆုံးထားသလိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်းမိသားစုပျောက်ထားပါတယ်ပကံမှာလူပျောက်တဲ့ဖြစ်စဉ်တွေ10 ကြိမ်ထက်မနည်းရှိခဲ့ပြီးလူပျောက်စင်တာဆိုရှယ်ပေါ်တက်လာပြီးနောက်ပိုင်းဖော်ပြတာမျိုးမရှိဘဲပျောက်ကွယ်နေပါတယ်တချို့အဆိုအရကြက်သိန်းထောင်ချီငွေနဲ့ပြန်ရွေးခဲ့ရပြီးတော့ပြန်လွတ်တော့လဲချင်းချောက်ခံထားရမှုတွေကြောင့်တိုင်ကြားထားတာတွေမရှိဘူးလို့သိရပါတယ်။ဒါကြောင့်ပကံသွားမယ်ဆိုအထူးသတိထားဖို့လိုပြီးဒေတာခန်တွေကိုယ်တိုင်နှုတ်ပိတ်နေကြရတဲ့ဖြစ်စဉ်ကထူးခြားနေပြီးချူးဆိုင်ဖို့လိုပါတယ်။နွေရာသီပိတ်ရဲ့အလဲအပတ်သွားမဲ့သူတွေသတိထားသင့်ပြီးမိသားစုလိုက်ခီးသွားနေသူတွေလူပြက်တဲ့နေရာတွေကိုရှောင်ကြပါ။